င်းနေပြီဒါပဲကိုချစ်တဲ့ငါကလေးအစင်ပြေသွားအောင်ကိုရဲ့တဲ့ကိုခွဲပေးလိုက်ပါတယ်ဘာတစ်ကြောင်များငါကိုတရားတွေနဲ့မင်းဘဝဆက်စီနေဒါဟာမင်းချစ်ဆိုလောဘောအသေးခွဲတဲ့သူတွေကိုသူပြောနေဖို့အမတ်တရားရှိနေစေယူမရတော့အယမ်းမိုက်တယ်ဘယ်တော့ကြပဲမဲအသေးတော့အမောဆွဲရိုက်တာလို့ကြည်